မင်္ဂလာပါအခု boost ကွန်မာတာလေးကိုလက်နဲ့ခတ်မှာပဲဒါပေမဲ့လက်နဲ့တိုက်ရိုက်မခတ်ဘူး FED ဂျားတွေကခတ်မယ်နော် FED ဂျားတွေကခတ်တော့ဒီလိုဆက်ကက်ကလေးပေါ့ဗျာလက်တွေ့ဆင်တော့ရှေ့က drive ကိုဒီမှာမောင်းအောင်မှာတကယ်တော့ FED ဒါ gate drain ဆိုနော်ဒါ capacitor လေးကိုလည်းကျွန်တော် 2.2 ပဲထည့်တယ်ခတ်မြင့်ထည့်ထားရင်ခတ်ပြတဲ့အခါမှာဘိုးကချက်ချင်းတဲ့မလားကြာခတ်နေရတယ်နော်capacitor တန်ဖိုးခတ်နည်းနည်းလေးပေါ့ဗျာ 2.2 microfarad ထည့်ထားတယ်ဒီမှာ supply ပေးတယ်ဒီ supply ကနေပြီးတော့ဒီ inductor ကိုဒီအထွက်မှာလာခတ်မှာဟာခတ်တဲ့အခါကျတော့ဟာလားဒီက inductor မှာဒီ induce ပြန်ပြီး back EMF ထွက်တယ်ဒီထွက်တဲ့ဟာနဲ့ဒါနဲ့ကိုseries ပေါ့ဗျာ series ဆိုအနှုတ်အပေါင်းဒီကအနှုတ်ထွက်တယ်အပေါင်းထွက်တယ်ဒီကောင် off ဖြစ်သွားတဲ့အချိန်မှာနော်on တဲ့အချိန်ကဒီတိုင်းပဲအပေါင်းဒီမှာ charging ဟိုပါပေါ့ inductor တွေကိုအားသွင်းတယ်ပြီးရင် off ဖြစ်သွားရင် inductor ဟာနဲ့ဒါနဲ့ပေါင်းပြီးတော့ boost လုပ်ပြီးတော့ဘိုးအားထွက်တယ်နော်အဲ့ဒါကိုထွက်လာတဲ့ဟာကိုဒီမှာ diode ပေါ့ဗျာဒါ switching diode ပေါ့နော် diode ရှက်အရေးဆိုတော့ဒီမှာအပေါင်းထွက်တယ်နော်အခုဘာမှမလုပ်လဲထွက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုစီးနေအောင်ဟုတ်လားဒီလိုစီးတော့ဒီက supply ဘို့ကိုထွက်တယ်နော်အဲ့ဒါကိုကျွန်တော် Z44 ကိုဘာလုပ်လဲဆို Z44 ကို gate နဲ့ဆိုကိုကျွန်တော်10k လောက်ထားတယ်မထားဘူးဆိုရင်သူကခတ်လိုက်ပြီးရင်ဒါဆက်ပြီးတော့တွားနိုင်တဲ့အလားအလာရှိတယ်ပေါ့ဗျာဟို gate ကလျှက်စီးမဆွဲတဲ့အခါကျတော့အဲ capacity မှာဘို့ပေါ်ပြီးတော့FED ပြည့်နိုင်တယ်ပေါ့နော်အခု transfer နဲ့စမ်းရင်တော့လွယ်တယ်ဗျ FED မလို့ဒီမှာလုတ်တက်ပေးထားနော်ဘာ racer နှစ်ခုကတော့ 10k ဗျာနော်ဒါကတော့ကျွန်တော်ကရန်တမ်းပြီးတော့ယူရတာပေါ့နော်သူလည်းယူရတယ်နော်ဒီကနေကျွန်တော် gate ကိုဘိုးတောင်မပေးရဒီကောင်ထအလုပ်လုပ်နေဒါကျွန်တော်လုတ်လိုက်တာနဲ့ gate ကဟို switch on သွားတာပေါ့ဗျာနော်အဲ့ဒါကြောင့်ဒီ Z44 နဲ့လုတ်ရတာနည်းနည်းစမ်းတော်တော်သတိထားရတယ်နော်သူကတအား on ခြင်းနေတာနော် switch transfer ဆိုတော့နည်းနည်း signal မလာနဲ့ on မယ်ဆိုတာမျိုးခုဒီမှာခတ်ပြီနော်16ပါညာကျွန်တော်မြန်ဟိုပေါ့ဗျာ15ဒါဒီဟိုများခတ်ရင်လည်းတိတ်မတက်တော့ဘာလို့လဲဆိုတော့ဟိုသူ induce ဖို့ပေါ်တော့ပေါ့ဗျာနော်ခတ်ချင်နိုင်ခတ်တော့ပြန်ကြတာဆို capacitor တန်ဖိုးနဲလို့နော်ကြီးတာထည့်လိုက်ရင်ရရနော်သူကဟို16လောက်ရှိတော့တက်တယ်ဗျဟို6မြန်ရင်ဘိုးပိုတက်တာပေါ့နော်ဒီ FED ကသူက switch တအားလုံးလုံးနေနော်သူ game မှာဘိုးကြံလုံးဖြစ်အောင်ကျွန်တော်ဒါထည့်ထားကိုယ်တိုင်စမ်းကြည့်ကြရင်အဲ့ဒါတော့ဂယုဆိုင်ကြဒါမထည့်ဘူးဆိုရင် FED ပြက်တတ်တယ်နော်အခုကတော့သူ့ဘာသူဖြစ်မယ်အဲ့ဒါ switch လုပ်ရင်ဖြစ်တာဒါလက်နဲ့မလုပ်ဖ ೇನೆ လက်တော့လက်ပေါ့နော်လက်နဲ့မလုပ်ဖ ೇನೆဒီဓာတ်ရိုက်လက်နဲ့မလုပ်ဘူး gate ကို on လုပ်တယ်အဲ့မှာကျွန်တော်ကဘာလာမလဲဆိုဟောပေါ့ဗျာ switch လုပ်တဲ့ IC လေးထည့်ထားရင်အဲ့ဒါဟောပေါ့ဒီကောင်boost ကွန်မာတာဖြစ်သွားပြီပေါ့နော်ဒီဟာဟိုကျန်တာတွေကတော့တွေ့ချက်တွေတော့လိုတာပေါ့နော် switching frequency တွေပါတွေ့အောင်အခုဆိုရင်တော့ဒါတော်တော်ကြီးကိုနားလေလွယ်သွားပါပြီနော်နောက်ဟိုအဆင်ပြေကျွန်တော်ရှေ့ကနေ9-3လုံးနဲ့ဖြင့် drive လုပ်ချင်တော့လုပ်ပြအောင်